ဇာလျှောက်ဆရာမလို့ယုံနဲ့ခီးစဉ်တစ်ခုကပြည့်စုံသွားပြီလားဆိုတာတော့ဟုတ်သေးပါဘူးရှင်မင်္ဂလာပါရှင်အခုဆိုရင်ဗီဇာ free ရထားတဲ့နိုင်ငံတွေအများကြီးရှိနေပြီဆိုတော့ခရီးသွားဖို့ပြင်ဆင်နေကြတဲ့သူတွေလည်းအများကြီးပဲနော်ဒါပေမဲ့ဗီဇာလျှောက်ဆရာမလို့ယုံနဲ့ခီးစဉ်တစ်ခုကပြည့်စုံသွားပြီလားဆိုတာတော့ဟုတ်သေးပါဘူးရှင်ပထမဆုံးအနေနဲ့မိမိရဲ့နိုင်ငံကူးလက်မှတ် passport မူရင်းနဲ့အတူမှတ်ပုံတင်မူရင်းကိုပါတစ်ပါးတည်းယူဆောင်သွားဖို့လိုအပ်ပါတယ်ရှင်လေးစိတ်ရောက်တဲ့အခါအသွားပြန်လေရင်လက်မှတ်မိမိတို့တဲခုမဲ့ဟိုတယ်ဘုတ်ကင်အထောက်အထားတွေကိုလည်းအစဉ်သစ်ပြသနိုင်အောင်ပြင်ဆင်ထားရပါမယ်ရှင်ဒုတိယအချက်ကတော့ခရီးစဉ်အတွင်းသုံးဆွဲမဲ့ငွေကြေးအထောက်အထားနဲ့ခရီးစဉ်အစီအစဉ် trip plan များပဲဖြစ်ပါတယ်ရှင်မိမိတို့သွားရောက်မယ့်နိုင်ငံမှာဘယ်ရက်မှာဘယ်နေရာတွေကိုသွားရောက်မယ်ဆိုတဲ့ trip plan ကိုတိတိကျကျပြသနိုင်ခြင်းကလူကြီးမင်းတို့ရဲ့ခရီးစဉ်ကိုပုံမခိုင်လုံစေပြီးလေစိတ်မှာအဆင်ပြေချောမွေ့စွာဖြတ်သန်းနိုင်ဖို့အထောက်အကူပြုမှာဖြစ်ပါတယ်ရှင်အမှန်တကယ်ခရီးထွက်တဲ့အခါလေယာဉ်လက်မှတ်ဈေးနှုန်းတွေကလည်းအတက်အကျရှိနိုင်တယ်လို့ကိုသွားမယ့်နေရာနဲ့အဆင်ပြေမဲ့ဟိုတယ်ရွေးချယ်ခြင်း arrival form ဖြည့်စွက်ခြင်း trip plan ရေးဆွဲခြင်းတို့ကလည်းစားတဲ့အရာတွေလုပ်ဖို့ကလည်းခေါင်းစားရတဲ့ကိစ္စတစ်ခုပါပဲရှင်ကျမတို့ The Dream Travel and Tour ကနေပြီးတော့ဒီဝန်ဆောင်မှုအားလုံးကို professional ကြဝန်ဆောင်မှုပေးနေပါပြီရှင်ခရီးသွားဖို့ပဲပြင်ဆင်ထားလိုက်ပါကျန်တဲ့အသေးစိတ်အစီအစဉ်တွေကိုတော့ကျမတို့ The Dream ကအကောင်းဆုံးဖြစ်အောင်ဖန်တီးပေးပါရစေရှင်